A1 မှာဈေးဝယ်ရင်ဘာတွေရနိုင်လဲကျွန်တော်တို့တွေစိုင်းတစ်ဆိုင်မှာပစ္စည်းတော့ဝယ်တဲ့အခါဘာကြောင့်ဝယ်ဖြစ်တာလဲဈေးပေါ်လို့လားယုံကြည်မှုကြောင့်လားဒါမှမဟုတ် service ကောင်းလို့လားနောက်တစ်ခုကပစ္စည်း quality ကောင်းလို့လားမိတ်ဆွေတို့အနေနဲ့ဘာကြောင့်ဝယ်ဖြစ်ခဲ့လဲဆိုတာ comment box မှာဖြေခဲ့ပေးလို့ရပါတယ်ကျွန်တော်အနေနဲ့ကတော့ယုံကြည်စိတ်ချရမှုကအရေးကြီးဆုံးပါပြီးတော့ကျွန်တော်တို့ A1 မှာဈေးဝယ်မယ်ဆိုရင်ဘာတွေရနိုင်မလဲ A1 ကတော့ quality ကိုအခြေခံထားတဲ့ brand တစ်ခုပါကျွန်တော်တို့ A1 အနေနဲ့စက်ပစ္စည်းတွေကိုဖြန့်ဖြူးရောင်းချတော့မယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်စမ်းသပ်စစ်ဆေးပြီးမှသုံးဆွဲသူတွေထံသို့ဖြန့်ဖြူးရောင်းချတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အနေနဲ့စက်ပစ္စည်းတွေကိုရောင်းချပြီးပြီဆိုရင်လည်းပြပြရောပုံစံမျိုးမလုပ်ပဲ customer တွေရဲ့စိတ်ကျဉ်တဲ့မှုအပိုင်းကိုလည်းဦးစားပေးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာကိုစီကပစ္စည်းဝယ်ယူတဲ့ customer တယောက်အနေနဲ့တကယ်ရောစိတ်ကျဉ်တဲ့မှုရှိရလားတကယ်ရောအသုံးဝင်ရလားအဆင်ပြေရလားဒီပစ္စည်းပေါ်မှာcustomer တယောက်အနေနဲ့ယုံကြည်စိတ်ချမှုဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့ A1 အနေနဲ့အမြဲတမ်းစောင့်ကြည့်လေ့လာပြီးတော့အကောင်းဆုံးပြင်ဆင်နေတဲ့ brand တစ်ခုဖြစ်ပါတယ်။ After sales service ဘိုင်းမှာလည်းအချိန်နဲ့တပြေးညီဆောင်ရွက်ပေးနိုင်အောင်ကျွန်တော်တို့ A1 အနေနဲ့လုပ်ဆောင်ပေးထားပါတယ်။ပြီးတော့ online ကပဲဖြစ်ဖြစ်ဖုန်းကောကပဲဖြစ်ဖြစ်လူကိုယ်တိုင်ကိုကြလာရောက်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့အကောင်းဆုံးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။စက်ပစ္စည်းတစ်ခုချင်းစီအလိုက်ဈေးနှုန်းမှန်ကန်မှု performance ကောင်းမှုအကြမ်းခံမှုနဲ့အမတ်ခံချက်အပြည့်အဝရရှိမှုတို့ကလည်းA1 မှာဈေးဝယ်တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်ခင်ဗျာတိကျမြန်ဆန်ပြီးယုံကြည်စိတ်ချရတဲ့ဝန်ဆောင်မှုတစ်ခုကိုလိုချင်နေဆိုရင်တော့ A1 မှာဈေးဝယ်တာကအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးခဲ့တာကတော့ A1 မှာဈေးဝယ်ရင်ရရှိနိုင်မယ်ကျွန်တော်တို့ရဲ့အကောင်းဆုံးဝန်ဆောင်မှုတွေပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်